ဟုတ်ကဲ့မင်္ဂလာပါဒီနေ့မှာတော့မော်တော်ဆိုင်ကယ်နဲ့စကူတာချစ်သူတွေကြမှာရေပန်းစားလာတယ်အောက်ချင်းရဲ့ Premium Brand ဝယ်တစ်ခုဖြစ်တဲ့ SB အကြောင်းနဲ့ကြာသိမိကမှာမိတ်ဆက်လိုက်တဲ့ SB Island 160စကူတာအကြောင်းကိုအသေးစိတ်တင်ဆက်ပေးတော့မှာဖြစ်ပါတယ် China စကူတာတွေကဒီဇိုင်းရောဒီပညာပါဥရောပတောင်ဝင်ဖြစ်လာနိုင်သလားဆိုတော့သိကျင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်အရင်ဆုံးလက်ပီ brand ဘယ်လိုဖြစ်ပေါ်လာလဲဆိုတာကြည့်အောင်ဒီကတော့လက်ပီဆိုတာကွန်ဆိုဟောက်ချင်းမော်တော်ဆိုင်ကယ်ဂရုကနေ2020ဝန်းကျင်မှာအတူတူတက်မိတ်ဆက်ခဲ့တဲ့ Premium Set Brand တစ်ခုဖြစ်ပါတယ်။ဟောက်ချင်းက2002ခုနှစ်ထဲကစတင်တည်ထောင်ခဲ့ပြီးနှစ်ပေါင်း20ကျော်ဆိုင်ကယ်ထုတ်လုပ်မှုတွေ့ကြုံရှိတဲ့အာရှရဲ့အကြီးဆုံးဆိုင်ကယ်ထုတ်လုပ်သူတွေကတစ်ခုပါပဲ။လက်ရှိမှာခေတ်သစ်လူငယ်တွေနဲ့ Premium တန်းဝင်စကူတာစီးကျင်သူတွေအတွက်တာမန်ကူနဲ့ဆိုင်ကယ်တွေနဲ့မလုံလောက်တော့ပါဘူး။ဒါကြောင့်ဟောက်ချင်းက concept အသစ်နဲ့Original Design Smart Technology ကိုပေါင်းစပ်ပြီးတက်ပြီးဆိုတဲ့အမတ်တစိတ်ကိုဖန်တီးခဲ့တာဖြစ်ပါတယ်။ကဲအခုတော့ Let Be ရဲ့လူကြိုက်များလာတဲ့ Let Be Island 160 scooter အကြောင်းကိုလေ့လာကြည့်အောင်။ Island 160ရဲ့ဒီဇိုင်းကမြို့ရင်းစီးအတွက်တင်မကပဲ UAC ဖို့ပါခဏထည့်အောင်ဖန်တီးထားပါတယ်။အလင်းအကောင့်နဲ့ Full LED lighting system ကိုသုံးမိထားပြီးခြေပြီးဒီဇိုင်းကကင်မီစမ်းသစ်ပြီးတော့ကျောက်ဆောင်မှုရှိနေပါတယ်။အင်ဂျင်နဲ့ဆွဲဆောင်ရည်ပိုင်းမှာတော့160cc single cylinder water cool EFI အင်ဂျင်ကိုတက်ဆင်ပေးထားပြီးတော့ max power 11.8 kW နဲ့ max torque အနေနဲ့ 40.7 Nm ထိထွက်ရှိတာကြောင့်မြို့တွင်း highway တွေမှာပါလုံးဝအထူးကောင်းမွန်ပါတယ် safety and technology ဘက်မှာတော့သူ့ရဲ့အားသာချက်လို့ပြောလို့ရမယ်ရှေ့နောက် ABS brake စနစ်ရဲ့ traction control စနစ်ပါလာမယ်ပိုပြီးထူးဆန်းတာက TPMS လို့ခေါ်တဲ့တရားလေးဖီးယားကိုစောင့်ကြည့်ပေးတဲ့စနစ်တော့မလို့ပဲနဲ့ဆက်နိုးနိုင်တဲ့ Smacky စနစ်ပြီးတော့ဖုန်းအသွင်းဖို့ USB port တွေပါလာတာတကယ်ကိုခင်မိပါရှင်းနေမှုပိုင်းနဲ့တက်တောင့်တက်တာရှိမှုမှာတော့ USB တိုင်းရဲ့9လီတာဆန်နဲ့ခီးဝေးသွားမှာခဏခဏစီထည့်ကြမလို့ပေါ့နောက်တစ်ခုက Alien Store ကြောင့်စီထားတဲ့တက်တာတူဘောက်ကလည်းလွန်ကျဲဝန်းပါတယ်ခြေဘင်းကို14လက်မှသုံးထားပြီးတော့နောက်ဘင်း73လက်မှသုံးထားတာကြောင့်လမ်းကျောမှာပါအဆင်ပြေပါပါ။ကဲဒါဆိုရင်ဒီဘင်းကဘယ်လိုလူတွေအတွက်တင့်တော်သူ့ရဲ့အသက်ချက်တွေကဘာဖြစ်မလဲ။အသက်ချက်ကတော့ Premium Design ရမယ်။ဒီဆွဲရုံကောင်းမယ်။ ABS နဲ့ Traction Control တရား pressure ပြည့်စနစ်အဲ့လိုမျိုးစနစ်တွေပါလာမယ်။နိုင်တာဆက်နဲ့စီတိုင်းကြီးတို့ကသူ့ရဲ့အသက်ချက်ဖြစ်လာမှာပါ။နောက်ထပ်သူ့ရဲ့စဉ်းစားစရာချက်ကတော့တာမန် 125cc စကူတာတွေအတွက်ပိုတဲ့အနေငယ်ပိုကြီးပြီးတော့၄ချိန်ရှိတာကြောင့်စကူတာအသေးစားတွေမှာစီးရင်တဲ့သူတွေအတွက်အနေငယ်ကျင့်ကိုလိုအပ်ပါလိမ့်မယ်။အားလုံးခြုံပြောရရင်တော့မြို့ရင်းရောနယ်ဝေးရောပါစကြလက်ချမောင်းနေနိုင်မယ်။ဒီပညာမြင့်မားတဲ့လုံခြုံရေးပြည့်ဝတဲ့စကူတာတစ်စီးကိုရှာဖွေနေတော့ SB Island 160G ဟာရွေးချယ်တင်တဲ့စကူတာတစ်စီးဖြစ်ပါတယ်။ဟုတ်ကဲ့ဒီနေ့တင်ဆက်ပေးခဲ့တဲ့ Honda ရဲ့လက်ပြီး brand သမိုင်းနဲ့ Island 160 scooter အကြောင်း review လေးကိုသဘောကျနှစ်သက်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။ညီကိုတို့ရောလက်ပြီး Island 160ရဲ့ design နဲ့ feature တွေပေါ်ကိုဘယ်လိုမြင်ကြလဲဗျ။ကိုမမှာဆွေးနွေးပွဲခဲ့ကြပါအောင်။နောက်ထပ်လည်းဒီလိုဆိုင်ကယ်နဲ့ scooter တွေရဲ့သတင်းချက်လက်အသစ်တွေဆိုင်ကယ် review တွေကိုလက်မလွတ်ချင်ဘူးဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်သွားဖို့မမေ့ပါနဲ့။နောက်ထပ်လည်း like and share လုပ်သွားပေးဖို့တောင်းဆိုပါရစေ။နော်သူ့ရဲ့ဈေးနှုန်းပြောမိတော့မလို့ဒီဘင်းကိုကျွန်တော်တို့နိုင်ငံရဲ့ပြည်မြို့နဲ့မန္တလေးမြို့တို့မှာရှိုးဖွင့်ရောင်းချနေပြီးတော့ကျွန်တော် ARD တိုင်းကိုလည်းတချို့ဆိုင်တွေမှာရောက်ရှိလူရောင်းချနေပြီပဲဖြစ်ပါတယ်သူ့ရဲ့ဈေးနှုန်းလေးကတော့390ကျော်ဝန်းကျင်ကို tablet လိုင်စင်ကြီးနဲ့စီးနှင်းဝင်ရမှာပဲဖြစ်ပါတယ်ကျေးဇူးပေးတဲ့အတွက်ကြောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲ right safe